အားလုံးနဲ့မင်္ဂလာပါရှင်မင်္ဂလာပါဆရာမလေးတဲ့ဟုတ်ကဲ့မင်္ဂလာပါရှင်အေးအသိဆိုတဲ့ကောက်ကရှင်မင်္ဂလာပါသမီးလေးတဲ့ဟုတ်ကဲ့မင်္ဂလာပါရှင်မင်္ဂလာပါတဲ့ဟုတ်ကဲ့မင်္ဂလာပါကဲပြောကြလားအားလုံးပဲပြောကြလားအားလုံးပဲပြောကြလားညံလေးပြောမယ်နော်ချစ်ဘွဲကဘလို့ဝင်ရတာလေတဲ့ကံဆက်ကြီးကတပတ်စာကို1000ပါဖုန်းနံပါတ်ဒီ3996968445ပါရှင်မိမျက်နှာရဲ့မူရင်းဖုန်းနံပါတ်ဒီ3996968445ပါရှင်စေတနာရှင်မလေးရေ1000ဘိုးရတယ်တဲ့နော်အဲ69968445ဒီKB အကောင့်နာမည်ဒီထွေးယူမော်ပါဝေပေးအကောင့်နာမည်ဒီကျော်စင်ခန့်ပါကဆက်ကြီးဒီတပတ်စာကို1000ပါရှင်နော်ဒီတပတ်နည်းနည်းပြောစရာလေးတွေရှိပါတယ်ရက်ပြက်လေးတွေရှိပါနေဟောအတန်တူနေတယ်ဟယ်လို2ရက်ပဲဖွင့်တာလား3ရက်ပဲဖွင့်တာလားဆိုတော့ညနူပြောမယ်ညနူကကလနာမှာကဗုဒ္ဓဟူးနေ့1ရက်ထဲပိတ်တယ်ကွယ်အခုကြားနေရတာတော့2ရက်တို့3ရက်တို့ဖြစ်နေတယ်ဘယ်လိုလုပ်ကြမလဲညနူကလနာမှာဗုဒ္ဓဟူးနေ့1ရက်ထဲပိတ်တယ်ဒီလင်းကနေအားပေးနေပါတယ်တော့အမလီဘီလင်းကနေအားပေးနေတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ညနူတော်ဟိုတနေ့ကမင်္ဂလာပါသမီးတဲ့4သိန်းမြတ်ပါတယ်တဲ့ဟုတ်ကဲ့ပါရှင်ကဲတိုက်ဆိုင်ပြမယ်လူစုံပြီလားလူစုံပြီဆိုရင်စကားလေးတွေပြောမယ်ညနိုးဖျားဘူးဖို့ဖျားဘူးကနမ်းမဟုတ်ဘူးနော်ဖျားဘူးဖို့အတွက်ကနမ်းလေးပေးခဲ့တယ်ညနိုးကငါပြောခဲ့လဲညနိုးလည်းဖျားဘူးထွက်မယ်ဗုဒ္ဓဟူးနေ့24ရက်နေ့ဗုဒ္ဓဟူးနေ့မှာညနိုးဖျားဘူးထွက်သွားတယ်ညနိုးချပေးခဲ့တယ်9ရက်သားသမီးအားလုံးအတွက်ဖျားဘူးဖို့အတွက်ညနိုးတွေမကပါဘူးတကူကောင်းမဆန်ပါဘူးညနိုးလိုပဲဖျားဖူးရအောင်ပြီးခဲ့တဲ့ကနန်းလေးကနှစ်လေးဗုဒ္ဓဟူးနေ့မှာထွက်သွားတာက4နှစ်အပြန်ပေါ့လေနော်ဒီတခါတော့ညနိုးကထိတ်ဆိုထိတ်မဟိတ်ဆိုမဟိတ်နိုင်ဘူးပေါ့နော်ထိတ်ဆိုထိတ်မဟိတ်တော့မဟိတ်နိုင်ဘူးဒါပေမဲ့အရန်ကိုပျော်ရွှင်ပါလေဘာကြောင့်အရန်ကိုပျော်ရွှင်ရတယ်လဲဆိုတော့အဲ့ဒီရဲ့ညနိုးကကြိုတင်ပြီးတော့ဟောခဲ့တာနော်ကြိုတင်ပြီးဟောပေးခဲ့တဲ့ကနန်းကနှစ်လေး9ရက်သားသမီးပေါ်မှာဘလောက်စိတ်ထားဖြူစင်စွာနဲ့ပေးခဲ့တဲ့မေတ္တာတရားသည်ရောင်ပြန်ဟက်လဲမဟက်လဲဆိုတာအဲ့ဒါကိုကြည့်ဖြူစင်စွာနဲ့ပေးခဲ့တာ9ရက်သားသမီးပေါ်မှာမေမျက်နှာသည်ဒီအလုပ်ကိုလုပ်နေတာသည်ငွေရေးကြေးရေးကြောင့်လုပ်နေတာလား9ရက်သားသမီးကိုကဲတင်နေတာလားဆိုတာကြည့်လိုက်တာနဲ့သိတယ်ခွန်ကိုခတ်ခဲ့တဲ့တဲ့85ထွက်ခဲ့ဘူးလေ51ဆိုတာရှေ့အပတ်တည်းကမွေးကနန်းနေပြီးခဲ့တာကိုပြောရနော်ထွက်ခဲ့ဘူးလေသတင်းကျွတ်မှာ44ဆိုတဲ့ကနန်းတစ်ခွက်နဲ့ညလူကြောခဲ့ဘူးလေဒီ42ကို24ကိုပေးရခြင်းအကြောင်းကလည်းအဲ့ဒါပဲညနိုးဒီတစ်နှစ်တစ်ခါစိုက်တီးကိုဖျားယူတော့ရောက်ဖူးမြော်တယ်ဟုတ်လားဖျားဘူးမရောက်ဘူးတဲ့မိသားစုတွေကိုလည်းညနိုးကဖျားပြုတ်တယ်နှစ်တိုင်းပြုတ်တာဒါပေမဲ့ဒီလိုက်မှာကြည့်နေတဲ့မိသားစုတွေရောညနိုးနဲ့အဖွဲ့ဝင်ထားတဲ့မိသားစုတွေရောတဦးတယောက်ချင်းစီညနိုးမပို့နိုင်ဘူးလေဒါကြောင့်မို့လို့ညနိုးကနှစ်လေးကနန်းတစ်ခွက်နဲ့ဖျားဘူးပို့ခဲ့တာနှစ်လေးကနန်းတစ်ခွက်နဲ့ညနိုးကဖျားဘူးပို့ခဲ့တာ
ကဲတင်နေတယ်တဲ့သူကိုမတူတာပါတဲ့နော်အဲ့ဒါအော်ကိုလိုပဲကိုကနှစ်တိုင်းဖျားဘူးပို့တယ်ဖျားဘူးဒီကြိုက်ထီကိုမရောက်ဘူးတဲ့မိသားစုတွေနောက်တော့ဒီပင့်ဖျားတွေဆိုရင်နင်တို့ကခဏအဲ့ဖျားဘူးပို့ပေးတာနော်ဒါနင်တို့နဲ့ရွှေမျိုးနီးစက်တွေကိုပေါ့နင်တို့ပို့ဒါပေမဲ့နင်တို့ဒီနှစ်မှာကြတော့ခုနှစ်ရဲ့သားသမီးအားလုံးကိုလိုပဲအခုလိုက်ပေါ်မိသားစုတွေကိုကိုဖွဲ့ဝင်မိသားစုတွေတူတယောက်ချင်းစီနင်တို့စုပြီးတော့လူမစုနိုင်ဘူးလေဟုတ်လားအနေနဲ့ရက်ကလူတွေကအများကြီးလေတန်းနဲ့ချီပြီးတော့ကိုအဖွဲ့ဝင်ထားတဲ့သူတွေရော line ပေါ်မှာကြည့်ရှုနေတဲ့မိသားစုတွေရောဒါကြောင့်မလို့မြန်တို့ကနှစ်လေးကနန်းတစ်ခွက်နဲ့ဖျားဘူးပို့ပါတယ်ဖျားဖူးကြပါဆိုပြီးတော့ပို့ခဲ့တာပါနော်အဲ့ဒါပါအဲ့ဒါလေးကိုပြောချင်ပါတယ်ကဲအဲ့တော့အဖွဲ့ဝင်တွေကတော့ပြောစရာမလိုဘူး6ချိန်ကနန်းပောက်က6ချိန်ရတယ်တောက်ကြနေမှာဆိုရင်လေ6ဘိုင်ပတ်သီးနဲ့96ဆိုတဲ့ကနန်းကိုရတယ်တောက်ကြနေညနေမှာဆိုရင်လေ51ဆိုတဲ့ main ကနန်းတစ်ခွက်ကောင်းနေရတယ်ကြာတာပရိနေညနေမှာဆိုရင်လေ88 main ကနန်းတစ်ခွက်ကောင်းနေရတယ်ကြာတာပရိနေမနက်မှာဆိုရင်လေ9ဘိုင်ပတ်သီးနဲ့95ဆိုတဲ့ main ခွက်ရတယ်လို့အထူး main ပရိတ်ဒီ4ပရိတ်နဲ့လည်းရပါတယ်ကဲဗုဒ္ဓဟူးနေ့မနက်ကတော့ပြောနေစရာတော့မလိုပါဘူးစိန်ဝယ်ပရိတ်6ပရိတ်2ဘိုင်ပတ်သီး4ဘိုင်ပတ်သီး2 main ခွက်ဖျားဘူးမွေးကနန်း4အဖွဲ့ဝင်တွေတစ်ချိန်နဲ့9သီးစာရပါတယ်ဟုတ်လားညနိုးပြီးခဲ့တဲ့အပတ်ကထုတ်ပေးလိုက်တာဘာပြောလဲလိုက်ပေါ်မှာ9ဆိုတဲ့ကနန်းကိုမယုံနဲ့မမုန်းပါနဲ့9ကနန်းပြောတဲ့အချိန်မှာပတ်ပြီး9တလုံးပြောတဲ့3ရက်အတွင်း9တလုံးလို့ညနိုးပြောတယ်2ရက်အတွင်း3တလုံးလို့ပြောတယ်3ရက်အတွင်း9တလုံးပြောတဲ့အချိန်မှာ9တလုံးကိုမမုန်းနဲ့နော်သူကျင်းတီပြန်လာမယ်သူကျင်းတီပြန်ကြမယ်လို့ညနိုးပြောခဲ့တယ်နော်စေတနာမေတ္တာမှန်တဲ့ညီမလေးပါတဲ့တကယ်တော်ပါတယ်တဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်နော်အဲ့တော့အဲ့ဒီမှာညနိုး main ကွက်ကဘာထုတ်ပေးခဲ့လဲ9ခွန်50 58 51 2559ဘလောက်တောင်ထွက်သွားလဲဘလောက်တောင်ထွက်သွားလဲပရိသတ်ကြီးတို့ရေတကွက်ကောင်းသည်ဘာကနန်းလဲ59ဒါလိုက်မှာပေးတာညနိုးဖွဲ့ဝင်နေကြတော့အားစရာတော့မလိုကြာတာပရိနေမနက်က6ဘိုင်ပတ်တီးနဲ့95ထိတ်ဆိုထိတ်ဟိတ်ဆိုဟိတ်ပဲ88လဲမိန်ကနန်းထဲမှာထိတ်ဆိုထိတ်ဟိတ်ဆိုဟိတ်ပဲနှစ်လေးကနန်းတစ်ကွက်တည်းမွေးကနန်းတစ်ကွက်တည်းတာထိတ်ဆိုထိတ်မဟိတ်ဆိုမဟိတ်နိုင်တာအဲ့ဒီကနန်းတစ်ကွက်ပဲပြောစရာရှိတယ်ကျန်တာဒီကနန်းတပတ်စာထဲမှာတော့ပြီးခဲ့တဲ့ကနန်းတိုင်းဒီထိတ်ဆိုထိတ်ဟိတ်ဆိုဟိတ်ပဲနော်364259တဲ့3ချိန်ရလိုက်တယ်တဲ့မော်လမြိုင်မှာအကြမ်းမြင်ဆရာမလေးတို့တော့နာမည်ကြီးနေတာတဲ့ဟုတ်လားမော်လမြိုင်သူတွေကျမ်းမာပါစေချမ်းသာပါစေလို့ဆုတောင်းပေးပါတယ်နာမည်မကြီးကျင်ပါဘူးပဲနော်နာမည်မကြီးကျင်ဒိုင်းနေတော့အိမ်လိုက်လာတော့မလားမသိဘူးနော်ဒိုင်းနေတော့အိမ်လိုက်လာတော့မလားမသိဘူးနော်အဲ့တော့မိညက်တို့ရေနင်ဘာဖြစ်လို့ mask ကိုတက်နေတာလဲလို့ဝင်ပြီးတော့ပလိမ့်တဲ့အကောင်ကြီးကောင်းမတွေနော်မိညက်တို့ဘာကြောင့် mask တက်ကြလဲဆိုတာအပ်တာနော်အိမ်ကိုထိုင်နေလိုက်လာတော့မှမလို့နော်လာပြီးတော့တန်တုံးနဲ့လာရိုက်မှစိုးလို့နော် mask ကိုတက်နေရတာကဲဟုတ်ပါပြီထားလိုက်ပါတော့6တလုံးကိုစောင်းလို့ပြောချိန်မှာ96 9ခွန်92 91 90 98ထုတ်ပေးခဲ့တယ်ဗာကြလေ90ဒါလိုက်မှာထားလိုက်တော့3တလုံး2ရက်အတွင်းမှာ3 4 30 1339 32 38 6တလုံးအလှဆုံးမှာ6 4 60 68 6နဲ့6မှာတကွက်ကောင်းဒီဘာထုတ်ပေးခဲ့တယ်3ထိတ်နဲ့6အပိတ်တေချာနားထောင်တော့လို့6တလုံးအလှဆုံးမှာပြောခဲ့တယ်36တကွက်ကောင်း36တကွက်ကောင်းလို့6မှာထုတ်ပေးခဲ့တယ်နော်6ပတ်ဒီပြောတဲ့အချိန်မှာ6တလုံးအလှဆုံးလို့မင်းကွက်တွေထုတ်ပြီးတဲ့အချိန်မှာတကွက်ကောင်းဒီ3ထိတ်နဲ့6အပိတ်36လို့မြင်လို့ပေးခဲ့တယ်နော်အဲ့တော့
အထူးမိန်ပရိတ်ဒီ10ပရိတ်81တကွာကောင်းပေးခဲ့တယ်စိန်ဝယ်ပရိတ်ဒီ4ပရိတ်40တကွာကောင်းပေးမယ်4ပရိတ်ပဲထွက်သွားတယ်ဒါပေမဲ့အဖွဲ့ဝင်တွေကြတော့အဲ့ဒီနေ့မှာ okay မှာစုပြေးတယ်နော်ရွှေဝယ်ပရိတ်ပြောတဲ့အချိန်မှာပြောလဲ3ပရိတ်လို့ဒါမှမဟုတ်ညတို့ပါဇက်ကဘာထွက်သွားလဲခွန်ပရိတ်လို့အဲ့တော့ဟာလား3ပရိတ်ပါပေးပါလို့တော့ပြောယူရတယ်အဲ့လိုရှိတယ်နော်ဒီကလေးရှယ်ထွက်ကဲအဖွဲ့ဝင်တွေရတော့ရှယ်ဒီမှာရှယ်ဒီပါ634338အခွေပေးလိုက်တယ်တနင်္လာနေ့မနေ့မှာ36ဆိုပြီးကြတယ်တနင်္လာနေ့ညနေမှာဗုဒ္ဓဟူးမကျော်စိန်ဝဲအကျွေးကြီးစက်ပတ်တီးလို့ရေးပေးလိုက်တာအဲ့ဒီငါးကိုအရန်ကြိုက်လုံးလို့ရှေ့မှာငါမြူးခဲ့တယ်ဒါပေမဲ့မြန်တို့ထုတ်ပေးလိုက်တယ်ဗုဒ္ဓဟူးမကျော်ပတ်တီးလို့ရိုးရိုးလေးရေးလိုက်ရင်ဗုဒ္ဓဟူးမကျော်ပတ်တီးငါးပါလို့ရေးလိုက်ရင်ရဲဝုန်းဝုန်းမလိုက်ရဲမှာစိုးလို့ကိုလည်းပတ်တီးရောင်းစားတဲ့သူမဟုတ်ဘူးနော်ဒီလိုပြောလို့လေဗုဒ္ဓဟူးမကျော်ပတ်တီးရောင်းစားတဲ့သူမဟုတ်ပါဘူးမေတ္တာတရားတွေစေတနာအပြည့်တွေနဲ့ပရိတ်တွေရောမွေးကနန်းတွေရောအခွေတွေရောပတ်တီးတွေရောပေးရခြင်းမှာတပတ်စာလက်ဆောင်ကပ်ပါဒါပေမဲ့မြန်တို့ကချပြီးမှာဗုဒ္ဓဟူးမကျော်ပတ်တီးငါလိုက်မှာလည်းပြောခဲ့တယ်3ရက်အတွင်း5တလုံးဟုတ်လား3ရက်အတွင်း5တလုံးဒါပတ်တီးရောင်းမစားတဲ့သူမလို့မြန်တို့ဒီ3ရက်အတွင်း5တလုံးလို့လည်းလိုက်မှာပြောခဲ့တယ်အဖွဲ့ဝင်တွေကိုလည်းဗုဒ္ဓဟူးမကျော်အကျွေးကြီးဆက်ပတ်တီး5ဆိုပြီးတော့မိန်ကွက်ကလေးတွေထုတ်ပေးခဲ့တာဒီ8ထိပ်5အပိတ်85 5ထိပ်1အပိတ်51အဲ့35မှာတော့5ထိပ်3ပိတ်ပေါ့53အဖွဲ့ဝင်တွေပြီးတော့59ဒီလိုထုတ်ပေးပြီးတဲ့အပြင်နေ့တိုင်းမှာပြစ်မထားဘူးပြန်ပြီးတော့ခနန်းကိုကီးတွေဝမ်းချင်းတွေနဲ့ပြန်တွဲကစားပေးတာပါလို့နော်အဲ့တော့ဗုဒ္ဓဟူးမကျော်ပတ်တီးခနန်းထုတ်ပေးတဲ့အချိန်မှာမိန်ကွက်က4ကွက်တောင်ထွက်တယ်ထုတ်ပေးလိုက်တာ9ကို9 1 8 9 9 3 4ကွက်တောင်ထွက်တယ်အဲ့ဒီ4ကွက်ကဒီလိုတစ်ပတ်စာနဲ့ပြီးသွားတာမဟုတ်နေ့တိုက်ပါပြန်ကစားပေးတာနေမျက်နှာကနော်နေ့တိုက်ပါပြန်ကစားပေးတာအရန်ကိုကျင်းနေပါလေရှင်လိုင်းရစုပ်နေတယ်ဟုတ်တယ်လိုင်းနေရတော့မပြောနဲ့တော့နော်ကဲအားလုံးပဲအဲ့တော့ဒီတစ်ပတ်မှာကရက်ပြက်ကလေးတွေရှိတယ်အော်ချိုဆိုတဲ့အကောက်ပိုင်ရှင်ဘာလို့မတ်တက်ထားတာလဲမသိလို့နော်အခုတင်ပြောနေတစ်ပတ်ကို6ချိန်10ချိန်ကအตาလေးရနေတယ်တသီးစားနဲ့တည်းမဟုတ်ဘူး5သီးစား4သီးစားရနေလို့အိမ်ကိုဒိုင်နေလိုက်လာပြီးတန်တုံးနဲ့ရိုက်ခွဲမှာစိုးလို့မတ်တက်ထားတာလို့ပြောနေတယ်မကြားဘူးလားမကြားရင်ညငါဘလို့ငါကနန်းကိုနေမရှုံးဘူးကွာပြီးခဲ့တဲ့ဘက်ကလည်းကောင်မတစ်ကောင်ကအတ္တိတို့ဝင်ပလိန်လို့ဗာပြောလိုက်ငါကနန်းကိုနေမရစေရဘူးငါဖျားဘူးပေးမယ်ကနန်းစီနှစ်လေးဖြစ်တဲ့အတွက်နေမပေါက်စီနေတော့ငါပြောလိုက်တယ်နော်နေမပေါက်ပါလေလို့ပြောလိုက်တယ်နော်ဘလို့အကြောင်းမျိုးနဲ့ပဲညတို့ကအဲ့လိုချိန်စာတိုက်ပြစ်တာသိလားအဲ့လိုချိန်စာတိုက်ပြစ်တာနော်ငါ့ကိုဝင်ပလိန်ငါကနန်းမရစေနဲ့လို့တခါလေးပြီးခဲ့တဲ့ဘက်ကဟိုကောင်မကိုပြောထားလိုက်တာနော်3ရက်တောင်ပိတ်တယ်ဆိုရဲပြောနေကြတယ်ညနိုးရဲ့ကလန်နာမှာ31ရက်နေ့ဗုဒ္ဓဟူးနေ့တရက်ပိတ်ထားတာဒါကညနိုးတို့ကကလန်နာကင်တဲ့သူဆိုတော့ကိုကလန်နာမှာပိတ်တာပဲကိုပြောတယ်နော်ကိုကလန်နာမှာရေးထားတယ်ပိတ်ရက်ကိုပဲကိုပြောတာကျန်တဲ့အားတွေကတော့မသိဘူးအဲ့တော့တကယ်လို့အဖွဲ့ဝင်ထားတဲ့သူတွေကနော်မြန်တို့ရဲ့အဖွဲ့ဝင်အဟောင်းတွေပဲဖြစ်နေတယ်အခုကမိသားစုအဟောင်းတွေပဲဒီနှစ်လေးထွက်လို့မိုးဘိုးပေးတဲ့သူတွေရောဒီဟာတစ်ချက်လောက်လုပ်ပြီးအဖွဲ့ဝင်အဟောင်းတွေရောပန်ကပြီးတစ်ချက်လောက်လုပ်ပြီးပူလိုက်ဆိုတော့တကယ်လို့များနှစ်ရက်ထဲထွက်ခဲ့တယ်ဆိုရင်လေရောင်းတဲ့ဒိုင်တွေရှိလားမေးကြည့်2ရက်ထဲထွက်တယ်ဆိုရင်လေ2ရက်ထဲထိုးမြစ်တာလက်ဆောင်ပို့ပေးမယ် free ပို့ပေးမယ်နောက်တစ်ပတ်ကိုကတ်ဆက်ကြီးသွင်းစရာမလိုဘူး2ရက်ထဲထွက်ခဲ့ရင်ပြောပြတာနော်3ရက်လို့4ရက်လို့ထွက်ခဲ့ရင်တော့အစ်စ်တပံအဖွဲပြန်ဝင်ပေါ့ဟုတ်လားမြန်တို့ကတော့မြန်တို့ရဲ့ကလန်နာကိုကြည့်ပြီးပြောဒါပေမဲ့အမျိုးမျိုးကြားနေလို့
အခုကိုယ်တိုင်ကိုကိုမေးရမှာကြတော့လေကိုယ်တိုင်ကကိုနဲ့ဖျားဘူးထွက်သွားတာ तू ကပြန်နောက်မလာသေးဘူးသူ့လည်းကိုဆက်လို့မရအောင်ဆက်သွယ်လို့မရအောင်ဆက်သွယ်မှု area ရောက်နေတယ်နော်အဲ့တော့သူ့ကိုဆက်လို့မရအောင်ဖြစ်နေဒိုင်ကိုလှမ်းမိဖို့ကြတော့လေနော်အဲ့ဒါကြောင့်မလို့ပါရှင့်နော်အဲ့တော့အဖွဲ့ဝင်တွေအတွက်လည်းဂုဏ်ယူတဲ့အနေနဲ့တတ်တာပါဟာလားတကွက်ကောင်းနေရှယ်မိနေတယ်ရန်ကိုကျင့်တတ်တယ်မြင်းမြတ်တို့ရဲ့9ရက်သားသမီးပေါ်မှာထားရှိသောမေတ္တာစေတနာသည်ချူစဉ်နွန်းလို့ကိုကတော့ကိုအဲ့လိုပဲဂုဏ်ယူပါတယ်ငါသည်9ရက်သားသမီးပေါ်မှာဖြူစင်လွန်းလို့ငါရဲ့ကနန်းဒီ9ရက်သားသမီးကိုချပေးတာအန်ဒီရဲ့မဖြစ်ဖဲနဲ့ပောက်ကွက်ဖြစ်တယ်လို့အဲ့ဒီလိုပဲခံယူထားပါတယ်ဒါကြောင့်မလို့လေညနိုးကဖျားမှာ9ရက်သားသမီးတွေအတွက်လက်သေးတောင်မှကာလာမချိန်နိုင်ဘူးဒီနေ့ညနေမှာဖျားဘူးကပြန်ရောက်တာအလူကဒီနေ့အရန်ပင်ပန်းနေတာလိုက်ကမဖြစ်မနေတက်လွှင့်ပေးတာမျောနေကြမှာစိုးလို့နော်အရန်ပင်ပန်းလို့နှုံးနေဖျားဘူးထွက်ထားတာရွှေတင်ငန်းကြီးကပ်ပေးခဲ့တယ်9ရက်သားသမီးတွေဆူတောင်းပေးခဲ့တယ်နော်ဘာလို့ဆိုနှစ်လေးထွက်တဲ့ကအဆန်ရောက်နေပြီမဘိုးတွေကရောက်နေပြီနော်မဘိုးတွေကရောက်နေပြီတူးမြစ်တာတူးစေတနာဆိုတာကိုမြင်လို့ကသိတယ်ဒါကြောင့်မလို့လေ9ရက်သားသမီးအားလုံးအတွက်ကိုရောက်ရှိတဲ့နေရာမှာလိုအပ်တဲ့နေရာလေးတွေမှာရွှေတင်ငန်းအလှကန်ဌာနအဲ့ဒီလိုမှာအမျိုးမျိုးလှူခဲ့ပါတယ်လို့လေပြောချင်လွန်းလို့ဒီလိုက်ကိုတက်လွှင့်ပေးတာကနန်းပြောမှထက်အဲ့ဒါလေးတွေကိုအတိပေးချင်တာပါနော်ညနိုးကိုမဘိုးလေးတွေပေးကြရဲဟလာမဘိုးလေးတွေညနိုးပြီးခဲ့တဲ့ဖက်တည်းကမဘိုးတောင်းသွားတာဟုတ်နော်ဖျားဦးထွက်မှာမဘိုးပေးဟုတ်တယ်မို့ဘိုးမတောင်းရင်ကနန်းမအောင်မို့ဘိုးတောင်းမှကနန်းအောင်သိလားအဲ့ဒါကြောင့်မလို့ညနိုးကနောက်တလူပြောင်းတလူနဲ့ပဲတကယ်လေးတောင်းသွားတာပေါ့လေနော်နော်နောက်တလူပြောင်းသွားပဲတကယ်လေးတောင်းသွားတာပေါ့နော်အဲ့ဒါအဲ့လိုညနိုးပြောတယ်တရက်ထဲပိတ်တာအဲ့အမျိုးမျိုးကြားနေတယ်ညနိုးကဒီ line ပေါ်တက်မကြည့်နိုင်ဘူးကွယ်တက်မကြည့်နိုင်ကိုလည်းရမ်းပင်ပန်းနေတယ်အဲ့တော့ရှာလဲရှာမနေတော့ကိုထိုင်ကိုလှမ်းပေးမယ်ကိုရဲ့ကလနာမှာကတော့31ရက်နေ့ဗုဒ္ဓဟူးနေ့ကိုပိတ်ထားတယ်ဒါကဟိုရက်ဒီတွေကတိတယ်ဟိုအပတ်တွေကညနိုးကတိတယ်ကိုကလနာမှာပိတ်ရက်ဒီပါတာကိုဩနောက်တစ်ပတ်ကိုဗုဒ္ဓဟူးနေ့31ရက်နေ့ပိတ်တယ်အခုကအမျိုးမျိုးကြားနေအဖွဲ့လာဝင်တဲ့သူတွေကငါမျက်နှာကြီး2ရက်ပိတ်တယ်ဆို3ရက်မတိသေးဘူးလို့ပဲမျက်နှာပြောလို့တယ်ဒါပေမဲ့ကိုကလနာရတော့ဗုဒ္ဓဟူးနေ့တရက်ထဲပိတ်တယ်လို့ပဲတော့ပြောလှုပ်လိုက်တာပဲတကယ်လို့မျက်နှာကတော့ကို2ရက်ထဲဖွင့်နေဆိုရင်တော့ဘယ်တိုင်းမှရောက်မှာမဟုတ်ဘူးထားလိုက်ဝင်ထားတဲ့အဖွဲ့တွေကနော်2ရက်ထဲဖွင့်တာဆိုရင်မျက်နှာလည်းခဏပို့မနေတော့တတိဒီလေးတော့ပြီးမယ်9000မို့ဘိုးလွှဲထားတယ်တဲ့ကျေးဇူးတင်ပါတယ်ရှင်နော်အဲ့တော့2ရက်ထဲပိတ်တယ်ဆိုရင်3ရက်လည်းပို့ပြီးမယ်ရောင်းတဲ့တိုင်ရှိဖို့ပဲအရေးကြီးတာနော်ညနိုးကလန်နာမှာတော့ညနိုးကတော့31ရက်ဗုဒ္ဓဟူးနေ့အဲ့ဒါပဲပိတ်တယ်ကြံတာမသိဘူးဖြစ်နေတယ်ကိုယ်တိုင်ကိုကိုချိတ်ပြီးမေးရအောင်လေ तू ကဖျားဘူးထွက်နေတယ်ဘယ်လိုမေးရလို့မမေးလို့မရအဲ့တော့စိတ်မပူနဲ့အခုဝင်ထားတဲ့အဖွဲတွေကအလူဟောင်းနေပြီပဲကိုအဖွဲဝင်အဟောင်းကြီးပဲဝင်ထားတာ2ရက်ထဲဖွင့်တော့လေထိုးမနေနဲ့ဗတဲ့ရောင်းတဲ့တိုင်ရှိရင်ပိုင်နိုင်ပြီးမယ်မမျက်လူကြီး2ရက်ထဲဟုတ်လားဖွင့်တယ်ဆိုရင်ခဏလာယူပေးမှာပိုင်နိုင်ပေးမှာနော်ကဲဟုတ်ပြီ3D ပေးမယ်နော်3D အခုဒါပေမဲ့အခုလိုရမယ်ရသည်ဗတိတ်2မျိုးပြီးသွားမယ်ဗီဒါရောင်ကြီးနဲ့ရမ်းလှတဲ့သမီးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နော်အဲ့တော့ညီမျက်တို့ကဟိုတချဲလို့ပေါ့သစင်းဆိုပြရမှာလားအရန်တော်ပါတယ်မမမျက်နှာကြီးတဲ့ဟုတ်လားအဲ့တော့ရမ်းပြောတယ်ပျော်ရွှင်မှုတွေကူးဆက်အောင်လို့နော်9ရက်သားသမီးတွေအားလုံးကိုကံပြီးစမ်းပြီးကံပြီးပွင့်အောင်စီဝါလလပါတွေပွင့်လန်းအောင်မြင်လို့တကိုးကြီးဖျားမှာဆူတောင်းပေးခဲ့ပါတယ်ရှင်လို့နော်ရောက်တဲ့နေရာတိုင်းမှာဆူတောင်းပေးခဲ့ပါတယ်ရှင်နော်
你们所以的这底些的亲属家嘛，哦，来个就妈咪都把钱妈咪啊，给，တတိတိလက်ဆောင်လေးအရင်ယူလိုက်ပေါ့နော်အဲ့တော့တတိတိလက်ဆောင်လေးကိုပြီးမဲ့နေရာမှာတခုပြောချင်တယ်ထိတ်ကနန်းလေးကိုတပွင့်တိုးတပွင့်လျှော့ဘေးဓာရောင်မဟုတ်ဘူးခရမ်းရောင်လေဘေးဓာရောင်ကမချုပ်ကသေးဘူးနော်နှစ်ကနန်းအဲ့ထိတ်ကကနန်းလေးကိုတပွင့်တိုးတပွင့်လျှော့မယ်ပိတ်ဆုံးကနန်းလေးကိုအဲ့ဒီအမင်းကွက်အထူးမိန်းလို့ပေးတဲ့ကနန်းတစ်ခွက်ကလေးကိုအနောက်ပိတ်ကလေးရဲ့ထိတ်ကနန်းလေးရဲ့ကိုတပွင့်တိုးတပွင့်လျှော့ပြီးတော့ထိုးမယ်နော်တရက်ပိတ်တာပါဗျာတဲ့အပီလေးပြန်ပေးလိုက်ပါဟုတ်တယ်နင်းထဲမှာကြည်တဲ့ဟာကလနာမှာကြည်တာ31ရက်နေ့ဗုဒ္ဓဟူးနေ့တရက်ထဲပိတ်တယ်အခုဟာလေအဖွဲလာဝင်နေသူတွေပြောနေတာသူတို့လည်းကြားလို့ပေါ့လေနော်3ရက်ပိတ်တယ်2ရက်ထဲဖွင့်တယ်2ရက်ပဲဖွင့်တယ်3ရက်ပိတ်တယ်အဲ့လိုကြီးပြောမင်းတို့လည်းမသိဘူးအဲ့တော့2ရက်ထဲဖွင့်တာဆိုရင်တော့ဘယ်တိုင်းမှမရောင်းသိကြတယ်ဘယ်တိုင်းမှမရောင်း2ရက်ထဲကတော့ဘယ်တိုင်းမှမရောင်းနော်အဲ့တော့မင်းတို့ပြောချင်တာကအဖွဲလာဝင်ထားတဲ့သူတွေစိတ်မပူနဲ့လေကြိုတော့ဝင်ထားတယ်ထားလိုက်တကယ်လို့ရောင်းပါတယ်မင်းတို့ရေတို့ရှိမှာတော့2ရက်ထဲဖွင့်တဲ့အတွက်ရောင်းတယ်အေးရောင်းတယ်ဆိုရင်လက်ဆောင် break လာယူနော်ပတ်တီးတွေပါလေလိုက်မနေနဲ့မတိကြဘူးပထမမြင်လို့မနှက်ပြန်မှလွှင့်မလို့တနင်္ဂနွေနေ့ညမှာလွှင့်မလို့ပါနော်မိုးဘူး3000ခွဲထားပါတယ်တဲ့ပန်လေးဆိုတဲ့ကောက်ပတ်ရှင်ဟုတ်ကဲ့အဲ့နန်းတို့တစ်ခုပြောမယ်နော်အကောက်တုတွေကိုရောက်တယ်နော်အကောက်တုတွေကိုရောက်တာတွေများတယ်ဘိုက်ဘာမှာပြေစာတွေမှားပြီးလာပို့တယ်အရန်စိတ်ဆိုးတယ်ဘာဖြစ်လို့စိတ်ဆိုးရတယ်သိလားမပေးခြင်းအစိုးရမပေးနဲ့ဒီနှစ်လေးဆိုတဲ့ကဏ္ဍကိုဒီ light မှာတက်ကြည့်ထားတာဒီ light မှာတက်ကြည့်ထားသည့်အတွက်ကြောင့်မလို့ဒီရဲ့ပါဇက်ကြီးကပြောထားတယ်39 6096843မှာ KB အကောင့်နာမည်ဒီထွေးယူမော် WB အကောင့်နာမည်ဒီကျော်စင်ခန့်ဖုန်းနံပါတ်ဒီ39 6096843မှာဒီလောက်ပြောပြထားရင်တန်းလန်းနဲ့ဟာလားမိုးဘိုးပေးကျင်တာကိုကပေးကျင်လို့ပေးတာပေးပြီးတော့အလဟတ်တက်ဖြစ်တယ်အတူတည်းရောက်တာဘာလို့မှလဲဟုတ်တယ်နော်မပေးနဲ့အစိုးရမပေးနဲ့ဟိုသူတို့စားလို့မဟုတ်ဘူးပြီးတော့ကိုရှိကိုပြည်စာလာပို့တယ်ဘိုက်ဘာမှာစနစ်တွေလာပို့တယ်လွှဲထားတော့သူတို့ရှိမဲအားရဝမ်းသာနဲ့အာမြတ်နူးရတဲ့မဘူးပေးထားတယ်ဖျားဘူးသွားဖို့မဘူးပေးထားတယ်ဟာကြည့်လိုက်တော့အကောက်တူရှိစိတ်ရမ်းဆိုးနော်အဲ့နောက်တစ်ချက်ပြောမယ်မေမြက်တို့စနေနေ့ညတယ်တခါလဲအော်ပြီးပြီးခဲ့ကိုလိုပဲဖျားဘူးထွက်ရအောင်ဟာလားနေဝေးတွေတော့အခုကြိုက်ထီးရုပ်ကလာကြိုက်ထီးရုပ်မှာဖျားဘူးသွားဘူးဆိုမိသားစုလိုက်သွားဖူးရတာဇရိတ်စကမလွယ်ဘူးအဲ့တော့နီးစက်ရဖျားဘူးဖူးပါကိုယ့်အိမ်ညာဖျားကိုဖူးလေရပါတယ်ပန်းရည်ချမ်းစီမီလေးကပ်ပြီးဖူးပါမင်းတို့အစတွေကပြောခဲ့တာအဖြေကရှင်းရှင်းလေးရန်ကုန်သားဆိုရင်ရွှေတကုန်းတော့သွားဘူးရွှေတင်ငန်းလေးကမဝေးဘူးလေဒီနှစ်လေးပေါက်တဲ့ပတ်စံတော့သွားနိုင်ပါတယ်ကွယ်ဒီလိုပြောခဲ့ဟောနေရသူတွေဆိုရင်လည်းကိုယ့်ရဲ့ခြေလက်ဒေတာမှာရှိတဲ့ဆူတောင်းပြည့်စည်ဒီလေးတွေမှာဖျားသွားဖူးပန်းရည်ချမ်းစီမီကပ်ကိုယ့်အိမ်ကဖျားကိုလည်းပန်းရည်ချမ်းစီမီကပ်လို့ရတယ်ဖျားဖူးဖို့နော်ဖျားဖူးဖို့ဒီလောက်ပြောခဲ့နေရင်တန်းနဲ့မှားတယ်စိတ်ဆိုးတယ်နော်အဲ့ဒါပြပြချင်ဒီလောက်609684435ပါဟာလားဖုန်းနံပါတ်ကဟိုအဖွဲဒါမဖို့ပေးဖို့ပြောရမှာနော်အဖွဲဝင်နေဒီလိုပဲမမှားစေအဖွဲဝင်လည်းမမှားစေနဲ့တန်လာဆက်တယ်မမှားစေနဲ့399609684435 KB အကောင့်နာမည်ထွေးယူမော်ဝေပေးအကောင့်နာမည်ကျော်စင်ခန့်ဒီလောက်អော်ပေးခဲ့တာဒီကဲဒေါ်မြင့်တီတို့ခေါ်ပေးပါတယ်ခေါ်ပေးလိုက်ပါပြီရှင့်နော်ဒေါ်မြင့်တီခေါ်ပေးလိုက်ပါပြီကျေးဇူးအများကြီးတင်တယ်နော်အဲ့တော့ဖုန်းတွေလည်းခေါ်နေတယ်ဒီချိန်ဆိုဖုန်းတွေခေါ်တယ်ယူတို့ကခေါ်တယ်အိုင်တို့ကမအားယူတို့ကခေါ်တယ်အိုင်တို့ကမအားနော်အေးအဲ့ဒါပြပြโอเคအထူးမိန်ပဋိတ်ကလေးပေးလိုက်မယ်နော်
ရက်ပြက်ရှိရင် share လိုက်လို့ရတယ် like ချင် like 10 break အထူး main break လေးပဲပေးခဲ့မှာအများကြီးမပေးဘူးနော်ဒီတစ်ပတ်မှာပပလေးဆော့ပြီးတော့နေလိုက်တော့ break လေး2မျိုးမွေးပြီးတော့အေးစေးစောင့်ချုံပြီးနေလိုက်တော့ဖွင့်နေဆိုရင်ဒိုင်ကရောင်းနေဆိုရင်အဲ့ဒီ break 2မျိုးပဲထိုး10 break main ကွက်ကလေးလည်းထုတ်ပေးခဲ့မှာတည်ရမပူနဲ့နော်စိန်ဝဲ break အထူး main break ဒီ10 break စိန်ဝဲဒီ4 break ဒါသူရဲ့ site နဲ့သူသွားမယ်နော်ရက်ပြက်ရှိရဲ့အတွက်လीနော်40 4 break မှာဆိုရင်40တကွက်ကောင်းတယ်နှစ်ပူးနေပါရှင်အပူးပါကြမယ်အဲ့ရက်ပြက်ကတကယ်လို့2ရက်ထဲဆိုရင်တော့မသိဘူးညနေပြောသလိုပဲဗုဒ္ဓဟူးနေ့31ရက်ထဲပိတ်တယ်ဆိုရင်အပူချင်းတွေကြလိုက်မယ်အဲ့တော့စိန်ဝဲ break မှာ4 break 40နဲ့2ပူး40နဲ့2ပူးနော် main တင်ထားပြီးတော့ထိုးအထူး main break ဒီ10 break 64နဲ့5ဘူး64နဲ့5ဘူးเนาะတကယ်လို့4ရက်ထဲထွက်တယ်ဆိုရင်အဲ့ဒီ10 break မှာ5ဘူးတွေတင်ထိုးလို့ရတယ်4 break မှာ2ဘူးတွေတင်ထိုးလို့ရတယ်2ရက်ထဲထွက်တယ်ဆိုရင်အဲ့အပူးတွေကိုပယ်2ရက်ထဲထွက်တယ်ရောင်းတဲ့ဒိုင်ရှိတယ်ဆိုရင်10 break မှာ64ကိုတင်ထိုးမယ်စိန်ဝဲ break မှာ4 break မှာ40ကိုတင်ထိုးမယ်အဲ့ဒီ break 2မျိုးတည်းပလေးယူစော့မယ်ပတ်သီးကတော့မလိုက်ကြနဲ့တော့ရက်တက်ရှိကြတာတော့ကြမယ်လေနော်တကယ်လို့ like ချင်တပဆိုရင်နော်တကယ်လို့ like ချင်တပဆိုရင်ပတ်သီးကဘာကို like ပေးတင်လဲဆိုတော့10ပတ်သီးနဲ့မပြောက်ပတ်သီးလိုပဲရေးပေးလိုက်မယ်နော်မပြောက်ပတ်သီးပေါ့အဲ့လိုပဲမပြောက်ပတ်သီး10 break နဲ့6 break နော်မပြောက်ပတ်သီးက10 break နဲ့6 break နဲ့နော်ပပလေးအဲ့ဒီလေးမျိုးပဲကစားနော်ပတ်သီးကိုတကယ်လို့ညနေပြောသလို30အဲ့ဒါကြောင့်မသေးကြဘူးဖြစ်နေတာကိုကတော့ကိုယ့်ရဲ့ပိတ်ရက်နဲ့ကိုသွားတာအခုကအမျိုးကြားနေတာနော်အဲ့တော့အဓိကပေးချင်တာ 3D ပေးပြီးပြန်ဆင်းတော့နော်မပြောက်ပတ်သီးကတော့10ပတ်သီးနဲ့6ပတ်သီးပါပဲเนาะအဲ့ဒီ10ပတ်သီးမှာတင်ထိုးခြင်း8လေးနဲ့8နှစ်ကို main ထားထိုးမယ်เนาะ8လေးနဲ့8နှစ်က main 6ပတ်သီးမှာဆိုရင်68နဲ့64ခုနက break မှာတော့တင်ပေးထားတယ်เนาะအဲ့ဒါလေးတွေထည့်ထိုးပေါ့เนาะကဲ 3D လက်ဆောင်ပေးပါမယ်ရှင်အထူးmain တစ်ခွက်ကိုမတင် main တစ်ခွက်ကိုနောက်ဆုံးမှပြောမယ်เนาะ main တစ်ခွက်ကိုနောက်ဆုံးမှပြောမယ်လိုက်ပြီးတော့မှတ်ပါပတ်လေလေးတွေထိုးမယ်ထိုးနိုင်မယ်ဆိုရင်ထိတ်ကလေးတွေအပိတ်ကလေးတွေကိုတပွင့်တိုးတပွင့်လျှော့နဲ့ထိုးပေးမယ်អော်ပေးမယ်2.8 12လပိုင်း30ရက်နေ့2025မှာထွက်ရှိမဲ့ 3D ကိုပြောပေးမယ်2.8ကြိုထွက်မှာဟုတ်တယ်မလား30ရက်နေ့ကြိုထွက်မှာနော်2.8 3.8 265 2.8 3.8 265အရန်ပေါ့လေနော်2.8 3.8 265ဖျားဘူးကနပြန်ပေးဦးမကြည့်နဲ့ဘူးအဲ့9ခွန်နဲ့9ခွန်ပြန်ပေးဦးရန်လိုက်အဲ့တော့အဲ့ပြီးခဲ့တဲ့ဘက်ကပေးထားတဲ့ကနန်းလေးပြန်ရန်ပေါ့မကြည့်နဲ့ဘူး9ခွန်9ခွန်နော်9ခွန်9ခွန်3နှစ်ပြအဲ့တော့အရန်6ကွက်ဖြစ်သွားမယ်ပြန်မှတ်ပေးမယ်2.8 3.8 265 95ခွန်93ခွန်3နှစ်တစ်ကပြီးခဲ့တဲ့အပတ်ကနော်စိတ်မကောင်းပြီးခဲ့တဲ့အပတ်ကတပွင့်လေးတဲ့ခံရတာနော်အဲ့တော့တပွင့်တိုးတပွင့်ရှော့ထိုးတဲ့လူတွေအကုန်ပေါက်တယ်ဒါကြောင့်မို့ပြောချင်တာမြန်လို့ပြောတဲ့ကဏ္ဍလေးကိုထိတ်ကလေးတွေအပိတ်ကလေးတပွင့်တိုးတပွင့်ရှော့ပြီးထိုးပေးဖို့ပြောချင်တယ်နော်အဲ့တော့ဘွားကောင်းပြီးခဲ့ရမယ်ရှင့်ဟာတလပိုင်း2ရက်နေ့မှထွက်မှာလားကျိုးထွက်မှာဆိုထွက်မှာဆိုသိပါဘူးအခုကလည်းမျိုးပဲဒီနှစ်ကုန်ဆိုရင်ကြိုထွက်တာတဲ့ကထားလိုက်တော့ပြောပြီးပြန်ဆင်းမယ်
ကဲအထူးမိန်ပရိတ်အထူးမိန်တကွက်ကောင်းအဲ့တကွက်ကောင်းကိုထိုးရမှာနော်တပွင့်တိုးတပွင့်ရှော့နှစ်ခွန်လေးနော်တကွက်ကောင်းသည်နှစ်ခွန်လေးပါရှစ်တကွက်ကောင်းသည်နှစ်ခွန်လေးတီး2ရက်နေထွက်တော့လဲ2ရက်နေမှာထိုးကြနော်ဟုတ်တယ်တလာပိုင်း2ရက်နေဟုတ်လားတလာပိုင်းတုံတိဘူးအမျိုးမျိုးအကျိုးထွက်တယ်နှစ်တိုင်းကအကျိုးထွက်တာမဟုတ်လား12လပိုင်း30ရက်နေကိုထွက်တာမဟုတ်လား30ရက်နေတာ31ရက်နေတာထွက်တယ်လေ31ရက်နေထွက်တာလား30ရက်နေကိုသိမ့်ပြီဘလို့လဲ30ရက်နေထွက်မှာမဟုတ်လားမတိထွက်ခြင်းနဲ့နေထွက်ကနန်းနာမှတ်ထားလိုက်ထွက်တဲ့နေတာထို့ကြတော့နော်မျက်နှာလည်းတိတ်ပြီးတော့အောင်လည်းမဖြစ်နိုင်ဖျားဘူးကထွက်တာလူကပင်မန်းနှစ်ခွန်လေးအကြောင်းရှိလို့ပေးတာနော်အကြောင်းရှိလို့ပေးတာပါနော်နှစ်ခွန်လေးတစ်ခွက်ကမိန်ပါရှင်တပွင့်ထိတ်ကလေးတွေပိတ်ကလေးတွေကိုတပွင့်တိုးတပွင့်လျှော်နေထိုးမယ်အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်နော်အခုမြင်မျက်နှာချပေးခဲ့တဲ့ 3D ကဏ္ဍဒီအားလုံးအတွက်အဆင်ပြေကြပါစေရှင်နော်အကြောင်းရှိလို့ပေးခဲ့တာထင်ချင်းသလိုထင်ပါရှင်နော်ထွက်တဲ့နေပေါက်မတာပဲပေါက်ကဏ္ဍပေးခဲ့တာကွယ်ထွက်တဲ့နေကိုပတ်စံပိုက်လိုက်တာပဲနော်ကဲခုနှစ်ရက်သားသမီးအားလုံးကိုစိတ်နှပြဘေးရန်ကင်းကွာပြီးစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံကြပါစေရှင်